ဒီဆက်ကလေးကတော့ကျွန်တော်တို့လက်ကစ်ဖြစ်ထားတဲ့လုံလေးဖြစ်ပါတယ်အောက်တိုးမှာစီတွေပြည့်နေတာကျွန်တော်တို့ coin တွေမှာရောကျွန်တော်တို့ compressor တွေမှာရောစီတွေပြန့်နှံ့နေတဲ့အတွက်ကျွန်တော်တို့ coin မှာဆက်ရမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ compressor ပါစစ်ကြည့်မှာဖြစ်ပါတယ်ဟာโอเคပေါက်လားပေါက်တယ်ဗျာပေါက်တယ်ပေါက်တယ်ပေါက်နေလေSalim dari sini. Oh, bagus. Satu nasi. Hello. Kalau mau dipakai jalan.အခု compressor လဲထားတဲ့အလုံးလေးလာရောက်ပြီးတော့ကျွန်တော်တက်ပေးတာဖြစ်ပါတယ်ဒီဆိုကျွန်တော်ပြီးပါပြီခင်ဗျာအားလုံးမင်္ဂလာပါလူကြီးမင်းတို့အိမ်မှာတက်ဆင်ထားတဲ့ air con ညာစပစ်လုပ်ချင်တာပဲဖြစ်ဖြစ်အသက်မာယူတက်ဆင်ချင်တာပဲဖြစ်ဖြစ်အဲဒါကုန်ညာလေးချင်တာပဲဖြစ်ဖြစ်ကျွန်တော်ရဲ့နေဖေး Facebook ပြီး chat box ကနေပြီးတော့မေးမြန်းနိုင်ပါတယ်ဖုန်းနံပါတ်နဲ့မေးမြန်းချင်တဲ့ဆိုရင်တော့099522889009ကနေပြီးတော့ဖုန်းဆက်ပြီးတော့လည်းမေးမြန်းနိုင်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်တို့နေဖေးပါတယ်